说不了这个。哇，慢对我。那你先不放凉了吧？超鱼还拎到脚啊！ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ S7 Pocket ကနေပြီးကြိုဆိုပါရစေကျွန်တော်ဒီ S7 Pocket ကိုအဓိကတင်ဆက်ပေးမယ် host နေထုတ်ပဲဖြစ်ပါတယ်ဒီဘက်ဘေးမှာတော့နာမည်ပါ ကျွန်တော်တော့ yellow flash ပါ ဒီကောင်လုံးတွေ့ရဝမ်းတာပါဒါဝင်ဒီနေ့ဝင်နေလို့ပြောရနော် ဟုတ်ဝင်နေ happy birthday နော် ဆက်တယ် ငါကလည်းတော့ကတဲ့ဗော ဆက်တယ်ပါမယုံဘူးကွာ ညတဝိုင်းနော် ခန်းဝင်ပါလေခန်းဝင်ပါခန်းဝင်ပါလေ ဟိုမတွေ့ရတော့ကြာတော့ဒီဘက်ကိုပို့ကြရလိုက်ကိုပြန်လာကြတော့လား မလာလောက်တော့ လာတော့ ညောင်းနာတော့ မေးလိုက်ပြီမေးလိုက်တော့တယ်ပါ ဆိုတော့ဒီနေ့စီစဉ်ရောဒီအန်းဆယ်ဆိုတော့ဒီ15 16မှာလာမယ်ပြန်ဖို့ရေခုန်ကြည့်နေတာကြာဟုတ်ဟိုဘယ်တင်းကိုအနိုင်လို့ထင်တယ် တွားသေးချင်တာတော့ AI ပေါ့ AI အားပေးရမို့လို့ ကျွန်တော်လည်း AI ပဲအဲ့တော့သူက ဖေကောဗောနေရာလုံး AI ကို အဲ့လို AI အားပေးရကြည့်လို့ရတယ် ကျွန်တော်ဟိုအရင်တည်းကအလီတာကိုအားပေးလာဆိုတော့လီတာဖန် လီဒါဖန်ပေါ့လီဒါဘေးဖန်ပေါ့အဲ့ဒါ လီတာပဲဖန် ဟိုပါ အဲ့လေကတော့ရင်တော့ short ခဲ့လို့ပါပဲ အိမ်မှာဆောက်ရက်တော့ကို15 16လာကြလာကြည့်ကြမှာ မကြည့်လောက်လူကြားထွက်တာတိတ်မကြိုက်နေဘူး ကြည့်ပြီလား အဲ့ကျွန်တော်တစ်ချက်တော့ခံမှန်းကြည့်အောင်ကျွန်တော်အခုဒီတင်းမဲ့တင်ရကြောက်15 16မှာကြောက်15ရက်နေ့မှာကြောက်တင်းမှာကြောက်အပဘက်ကမှာကြောက် YG ရဲ့ AI ရဲ့ဆုံးမှာဗျအဲ့နဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုနိုင်မထင်လဲကိုနှစ်ယောက်အနေနဲ့ လက်စွာတော့ YG ကတော့ပို့ပြီးတော့ကောင်းဝင်ထင်တာပဲဘယ်လိုပဲဖြစ်တဘာရအောင်ပေါ့နော်အဲ့လိုနိုင်နေချင်တာတော့ AI မြင်မဲ့လေ ကျွန်တော်လည်း AI ပဲနိုင်တယ်ဒါပေမဲ့ပြောလို့မရအောင်နော်တင်းတော့ကြောက်သူ့ဟန်သူကကောင်းနေတယ်ဆိုတော့ ဒါပေမဲ့အဓိကအဲ့လို state ပေါ်မှာကျတော့ YG ကတော့ပိုတာမယ်လို့ခံစားရတယ်ကျွန်တော်ကတော့ဟိုလုံးဝဆော့တဲ့ကြားတဲ့ကောင်တွေလည်းပါပြီ state တို့ blend တို့မနေတော့ဘူး နေတော့ကိုက AI လို့တော့ထင်တာပဲဘာလို့လဲပြီးတော့လက်ကအဲ့လောက်ပါပဲလို့မထင်ဘူး ဟုတ်ပါလား ဘာလို့ထင်သူတို့အဲ့ဟိုမှာအဲ့ရှိကင်းမှာ regulation မှာ short တော့ AI 2ကြီးနဲ့ရှုံးသွားတယ် 1G ရှုံးသွားတယ်ဆိုရင်မဲ့သူတို့ကအဓိကဘာလို့ရှုံးသွားလဲ funny ပြင်တာ funny က AI short တဲ့ funny ကတိတ်မလန်းဘူးသူတို့ AI raw ပြင်တယ်ဗျတိတ်ပြီးတော့ချက်နဲ့မကြောက် raw ပြင်တယ်သူတို့အဲ့ data တွေဘာတွေ 5 ပြီးလို့ရှိရင်လည်းအဲ့ဟိုကရသွားတယ်ပဲဒါယူရီက retriever ရသွားပြီပါလေဒါပေမဲ့ရှင်ပေါင်းရင်းနဲ့သူကလူပေါင်းနဲ့အဲ့လိုရသွားတဲ့ဟာတွေပဲရှိရတာသူတို့အဲ့လို trade တွေဘာတွေသူတို့အရင်အဲ့လိုကြီး short တဲ့ပုံမပေါ်ဘူး funny ဘာတွေနဲ့အဲ့လက်တိတ်မလန်းအားကြောင့်ရှုံးသွားပြီလို့ထင်တယ်တကယ်လက်ကတော့သူမတာကုမတာလောက်ပါပဲအခုလည်း funny တွေဘာတွေ short လောက်လို့ထင်တာ short ရင်တော့ရှုံးဖို့တော့မရပါဘူး ဟိုတည်းကမှာ fan ကြီးတပွဲဆိုတော့ညာနေတိုင်ပတ်သွားတယ် funny ကမလဲဘူးလေ ကင်းပြီးမှာဟုတ်တယ် အခုကဟိုပတ်ချင်းချက်တွေလည်းရှိရောကြည့်ရအောင်ပေါ့နော်သူတို့အဲ့ဒီအစ်စ်လေးထောက်ထားတော့ အခုဒီအဲ့မှပြောအောင်မယ်ဒီအခု edit patch မှာကြာတော့ဒီကျွန်တော်ဒီ massman တွေကလုံးဝတိတ်မတိုးတော့ဘူးဗျာအဲ့ဒါကြောင့်ဘယ်လိုထင်လဲကိုမြင်တယ် အဓိကတော့ဒီဂျန်ဂလာပေါ်လဲမှုတည်ရတဲ့တင်တယ်အကုန်လုံးအတန်းဂျန်ဂလာတဲ့အကုန်လုံး assassin တမ်မစ်ဂျန်ဂလာတွေပဲဆော့ကျင်ကြတော့ဒီလိုတမ်မစ်ဖိုက်တာနဲ့ဆော့ရတာပိုပြီးစိတ်ပြေ ပိုပြီးစိတ်ဖြစ်တာပေါ့နော် ပိုပြီးစိတ်ဖြစ်တယ် ဟိုလိန်ကြီးပါအကျန်းလာခါကြာတော့ဒီ fighter တယောက်နေလဲကြာပို့ပြီးတော့စိတ်ဖြစ်တဲ့ပုံစံမျိုးပေါ့ဘောဒီ edit patch ကိုဘယ်လိုထင်လဲ အဲ့ဒီ patch ကအရင် patch ရှုံးသွားပါတော့အရင် patch ရှုံးသွားကြတော့အဲ့ဒီ go ကားတွေကိုရတယ်ကို short လိုက်တာပေါ့နော် short လိုက်တဲ့အချိန်မှာအဲ့ဒီအကုန်လုံးကရှင်းကားပေါ့အရှမ်းဂျင်ကလာလည်းမတာလည်းဖြစ်နေတယ်အဲ့လိုမျိုးအချိန်မှာ fighter တွေပါရှမ်းသုံးလာကြပါတော့ရှမ်းသုံးတဲ့အချိန်မှာကောင်းလားမဟုတ်ကောင်းတဲ့နေရာမှာရှိသလိုအဲ့လိုရှိုးချိုးဖြစ်သွားတဲ့နေရာမှာလည်းရှိတယ်ဘယ်နေရာမှာတော့ကောင်းလဲပြီးတော့အဲ့လိုမျိုးအာလီပိုင်းတက်တယ်ဒီမှာ fight man တွေချလို့ရတယ်အာလီပိုင်း fighter တွေက roam ပြီးတော့အဲ့လိုမျိုးအလဲကိုကန်းလိုက်ဒါတွေ join လိုက်တယ်လို့ချလို့ရတာအဲ့ဒါတစ်ချက်ကကောင်းတယ်အရှမ်းဂျင်ကလာအတွက် free fan လည်းရတယ်အဆင်ပြေတယ်အရှမ်းဂျင်ကလာကတော့ဒါပေမဲ့ဂိုးလိန်နာတွေတော့ကြတော့ fighter တွေကသူတို့နဲ့ရမ်းဆိုင်နေတယ်သိရမလားအဲ့လိုကြီးလွယ်တာမဟုတ်ဘူးတူလည်းမတူဘူးက bleach ဆိုင်နေ fighter အဲ့လိုမျိုးဝင်လိုက်ထွက်လိုက်ရှင်းနောက်ကောင်ပြေးအိမ်လိုက်တယ်အဲ့လိုကျုံးရတာပြီးတော့မလွယ်တော့ဘူးအဲ့ဒါပေမဲ့အဲ့လိုအခု patch မှာကျတော့သူများတွေ short လို့ဖြစ်နေတာတကယ်တော့မ short လဲဘာဖြစ်မ short လဲဘာဖြစ်ပြီးရမလား short လဲဘာဖြစ်ကိုယ့်ကို flow နဲ့ကို short လဲရနေတာဗျာ short လဲလေးနေရှိနေတာပေါ့ဟိုက TPH ဘာလို့ကြည့်နေတာအဲ့ဒါ TPH ဘာလို့မှာ aura ကိုရှုံးသွားကြည့်ဖြစ်တယ်မလား aura ကိုရှုံးသွားရောဘာလို့ရှုံးသွားရော over မ short တယ်လား fighter ကိုလေးနေမ short တယ်သူတကယ်တော့ပြဖြစ်တဲ့ hero ကအဲ့ထိုး3កောင်လေးသိရမလားအဲ့ Harry Granger အဲ့ကောင်တွေပဲ final ရောက်တော့လားအဲ့ကောင်တွေကပိုင်ကန်သွားတွေ့ရမလားတို့ရဲ့ပိုင်တဲ့ hero ပဲပိုင်သွားတာ သူကအဲ့ဒါပဲပတ်ကန်ရတယ် အဲ့လိုမျိုးကတော့မ short လဲဘာဖြစ်ဒီကသူရဲ့ play time ကိုမူတည်တာပေါ့ရွေးချယ်တယ်ပေါ့ဟုတ်
ရေလို့ဆက်ပြောမှာပဲကျွန်တော်ဒီ only Philippine တော့မှာဒီ Keva ဆိုတဲ့သူ့ကိုသူဒီအဲ့ဒီဘက်မှာတော့ရုံးလို့မရတော့ဘူးကျွန်တော်တော်တော်လေးကိုရင်းနစ်သွားဟုတ်တယ် fighter တွေ live ဆော့ရနေပဲရင်းနစ်သွားပါပေါ့အဓိကတော့ only ကတော့အဓိကသူ EAB ကြောင့်လည်းပါ EAB ကရန်กว่าသွားပြီရန် level တခုလောက်ပါသွားတော့သူတို့အတင်းပြတ်သွားတယ်အဓိကတော့ဒီအားနဲ့ဒီမြန်မာနိုင်ငံရဲ့အကြောင်းပဲပြတ်သွားတယ်အဲ့တော့ဒီ YG နဲ့ဒီ AI ပေါ့နော်သူနဲ့တင်ရကြောနှစ်ယောက်လုံးကကြောဂျန်ဂလာရောက်ကောင်းပါဒါပေမဲ့ဘယ်ဂျန်ဂလာကြောမျိုးပို့ပြီးတော့ဟို objective ဂျန်ဂလာပတ်တယ်ဘယ်သူကပို့စီပြီးမှထင်ယူရောဘယ်လိုပဲဖြစ်လက်ကတော်တော်กว่าယူရလက်กว่าတဲ့ဆာလို့ရှိရင်အခုကျွန်တော်ထင်ရတော့အဲ့အရင် YG ဗျာတည်မှာဟိုက2ကြီးနဲ့လာတော့ဒီပဲတင်းုံနဲ့ရှုံးသွားတယ်မသိဘူးရှိမှအဲ့ regular sim မှာရှုံးသွားသေးရဗျာအဲ့ Rutri 3ဘက်ကလိုက်လာလွဲပြီးတော့လေအဲ့ဒါဝိုင်းမှာတော်လေး train လိုက်တယ်ပါတယ်မသက်ရှိဘူးလေမသက်ရှိဘူးရှုံးတယ်ပြီးတော့ Falcon လာဒီထက်ရှုံးတယ် Rutri တော့ dash ကရှင်ပေါက်ပြီးတော့ဒီမရတာလေအဲ့နောက်ဝိုင်းမှာအဲ့ Han က Rutri တော်လေး train လိုက်တယ်ထင်တယ်အဲ့နောက်ဝိုင်းပွဲတွေမှာ Rutri ပေါက်တာတွေရောသူ့ရဲ့ play style ရောတော်လေးစင်ပြေလာပြီးတော်လေးပြန်ငိမ့်လာပဲပေါ့နော်အဲ့လိုမျိုး YG ကနေလည်းပြန်ပြီးတော့ form ပြန်မှန်လာတယ် AI လည်းအဲ့လိုပဲ AI လည်းအစပိုင်းမှာအဲ့ရှုံးတယ်အဲ့ဟိုအောင်ရှုံးလိုက်နောက်ပိုင်းမှာ10 7ကိုရှုံးလိုက်တယ်ရှုံးပြီးတော့နောက်ပိုင်းမှာသူတို့လည်းပြန်မှန်လာတယ်ဒါပေမဲ့သူတို့ရဲ့အဓိကတော့ထင်တာတော့အဲ့ဟိုတကွက်လောက်ပဲရှိရထင်တာတကွက်လောက်ကိုသူကကောင်တာမှာပဲသူတို့လည်းအစ်စ်တွေလောက်လာမှာပဲဗျာ AI လို့ရှင်သိတာလေးမလား PS5 ကိုဖာရှာပေးမယ်ယိုရီကိုရန်ချင်းပေးမယ်အဲ့ဒီကောကလူတိုင်းသိတယ်ဗျာသိတယ်သူတို့ရဲ့ professional coach ရာကျတော့မသိဘဲတော့မနေဘူးအဲ့လိုမျိုးကွက်ပေးရင်ဘယ်လိုရှင်းမလဲပါလဲညာလဲပေါ့ဒါမှမဟုတ်ထပ်သွားပြီးတော့ပေးရှင်းလို့ရှိရင်တော့အဲ့လိုမျိုး game fight တွေပါရောက်အောင်မှာပဲတကယ်လို့တေချာပြင်ရှင်းနေပါညာလို့ရှိရင်တော့ YG တော့ကတော့ chance ကပုံများတယ်အဲ့ဒါသူဘယ်သိနိုင်ကျင်နေဆိုရင်တော့ AI တော့နိုင်ကျင်တယ်ဟုတ်တယ်ကျွန်တော်လည်းသူပဲ AI သိးပါလားဟုတ်တယ်ဟုတ် AI 9နှစ်လောက်ရှိပြီအခုဒီ နိုင်ကျင်နေကွာအဲ့လိုမှမဟုတ်ဘူးဒီမှာ international တကားတော့ YG လည်းသွားသေးပေါ့ဒါပေမဲ့ YG player ရတော့သွားဘူး international သွားရင်လည်း Asian UE ပြန်လာလောက်ရအောင်ပဲဟုတ်တော့ပေါ့အားကြီးဒုက္ခအဲ့လိုရီဆန်ရှင်းကိုပဲဟိုဘိုင်းမှန်ထင်တာ YG ကပေးမယ်ထင်တာဘိုင်းမှန်ဒီမှာရန်ရအခု patch မှာအခုလက်ရှိမှာ update မှာအခု update မှာကွာသူရဲ့ estimate ကိုဟိုကလုပ်လိုက်ပြီဒီရှင်းကို2စက္ကန့်ပဲပေါ်လိုက်တယ်အဲ့ပေါ်လိုက်ပြီးတော့သူရဲ့1ရဲ့ဟိုဗာ immune တဲ့ဥစ္စာကိုဗာအစ mobile file လာမယ်အခု shop လိုက်တယ်0.4 file လာကတ်ဆိုင်လာပါလားအဲ့ဒါကို immune တဲ့ဥစ္စာကိုအရင်ကဗျာအဲ့1 3တဲ့ချိန်မှာဘာလို့အခုကကျတော့အဲ့လိုမျိုးခဏလောက်ပဲ immune ပြီးတော့ကျန်တဲ့ဟိုဘက်ရောက်တဲ့ချိန်မှာတန်းပြီးတော့ stand လို့ရတဲ့အနေထားမျိုးပါပြောင်းသွားပြီးတော့ဘန်းတော့ပေးလောက်မယ်တော့ထင်တယ်ကျန်းနေတော့မယ်ရီဆန်ရှင်းကျန်းတော့ထုလာကြတယ်ကျန်းဒီ2စက္ကန့်ကြောင့်ရန်ရေးကြည့်ရအရင်2စက္ကန့်ကျတော့အရင်တော့ကလိုလုပ်လဲလို့ရှင်အဲ့ target fight တွေအဲ့ lock fight lock down ချိန်မှာပေါ့နော်အဲ့ရှင်းရဲ့ vision ကရေးပါတယ်ရန်ရေးပါ5စက္ကန့်ဆိုတာကြီးအများကြီးပဲအဲ့တုန်းကကျတော့အခုကကျတော့2စက္ကန့်လောက်ဆိုတော့ AD ကိုအားနေရတယ်သုံးလို့မရတော့တကယ် fight တော့မယ်တကယ်ကျုံတော့မယ်ပါညာဒီမှာသုံးမရတော့ပါအရင်တော့ကလိုရင် AD ကင်လာပြီး vision တွေကုန်မြင်နေရတယ်အဲ့တော့အဆင်ပြေတယ်အခုကကျတော့အဲ့ဒီကိစ္စတော့ရှိတယ်အဲ့ဒီတော့အခုကျတော့အရေးကြုံတဲ့အချိန်ကြောင်းမှာကွက်တီကိုသုံးလာရမယ်နေတာဖြစ်သွားတော့နော်အဲ့လိုမျိုးဖြစ်သွားတာပေါ့တကယ်လို့ကအဲ့စီစဉ်ချင်းတို့လည်းတို့ဘမ်းမဲ့ဆိုဘာကိုင်းမဲ့တင်တယ်ယူfan တွေတော့ဆော့တော့မယ်ဆော့တော့ထင်ပါတယ်ကfan တွေကမကောင်းတာမဟုတ်ယူfan တွေကကောင်းဒါပေမဲ့ तू ကသူတို့တင်းဆော့တဲ့ပုံကအရင်ဟိုဖြစ်နေမလုပ်ပေးနိုင်အရင်မလုပ်ပေးနိုင်ပဲဆိုတာတဲ့အဲ့တာတယ်တွေပါရောက်လို့ရှိရင် fan တွေကငြိမ်ရအောင်အေးရှိလေးဖြစ်ရပါသေးတယ်သူများတာတယ်လုံးနေတာဟုတ်နောက်မှလာပြီးပေါက်မလားဒါမို့အဲ့တကူလင်းပိုင်းမှာတော့ပိုင်မလားဒါမို့ပဒေရင်ဆိုင်ချမလားအဲ့လိုမျိုးဖြစ်ရမှာအဲ့လိုမျိုးဖြစ်ပဲနဲ့သူကအဲ့တာတယ်ကြီးကိုဒီတင်းလူပေါက်နေလိုမျိုးဖြစ်နေတာမျိုးလည်းပါတယ်ဗျာရတဲ့ခါကျရင်ကောင်းသွားမရတဲ့ခါကျရင်လည်းတင်းနေသွားတယ်ဒါပဲဖြစ်နေတာပေါ့တော့မိုင်းတီစီနေပုံမှာဟောသူပဲအတင်းလူပေါက်ရင်းနဲ့သူပါပြင်းသေးသွားရရှိအဲ့မှာတော့ကျိုးသွားတယ်နော်အဲ့ဆိုရင်တော့ YG နဲ့ AI ဆိုရင်နေအောင်တော့ကိုနေအောင်က AI တက်မယ်ဆိုတဲ့ထင်တော့တက်မယ်လို့ထင်တာတော့မဟုတ်ဘူးတက်စေချင်နိုင်သေးတယ်ဟုတ်ကဲ့အဲ့ဆိုရင်နောက်ကျွန်တော်ဒီလိုဘက်ကလေးစဉ်းစားကြည့်အောင်လိုဘက်မှာကျတော့ကျွန်တော်ညီကုန်းတဲ့တင်းပေါ့နော်ညီကလေးနဲ့ကိုကြီးနဲ့ပြန်ပြပါမယ်ဒီစမနဲ့ဖယ်ကုန်းနဲ့ဆိုတော့အဲ့တော့ဘယ်လိုထင်လဲကိုဖယ်ကုန်းပဲတက်မှာပါဖယ်ကုန်းမှာပဲလိုပဲဖြစ်တော့ဒီစမမကောင်းဘူးကောင်းတယ်တော်တော်ကောင်းတဲ့တင်ပြလေးကသူတို့ရဲ့တိုးတက်လာမှုကတော်ကြောက်ဖို့ပေါ့ကျွန်တော်ချီးကျူးဖို့ပေါ့ဒါပေမဲ့တခုလိုဖြစ်သွားတယ်ကိုကကြာအဲ့လိုမျိုး state လုံးမှာအဲ့လိုတင်းကြီးနေရှင်ပြီးတော့ short ဖို့ဆိုတာကျတော့လက်ကူးရရရင်ပေါ့သူတို့ရဲ့9ယောက်လုံးကတက်ချ player တွေကြီးပဲတက်ချ player တွေကြီးပဲပြီးတော့ state pressure တွေကရှိတယ်ဗျာသိမလားအချို့တကယ်လို့ဗျာသူတို့ရဲ့3ယောက်လောက်ကအစ်စ်ဗျာ3ယောက်လောက်ကအစ်စ်မှာနောက်တဲ့2ယောက်လောက်က experience ရှိပြီးသားကုန်တော့တိတ် short မရှိဘူးအဲ့9ယောက်လုံးကအကုန်လုံးတိတ်ဖြစ်နေတဲ့ခါကျတော့သူကဘယ်လိုအဲ့ state pressure ကိုဘယ်လို control လုပ်မယ်ဆိုတော့ဘယ်လို control လုပ်မယ်ဆိုတော့ကောင်း handle မလုပ်နိုင်ဘူးဗျာအဲ့ဒါကိုဘာလဲဆိုတော့ YG နဲ့ပွဲမှာကျွန်တော်တွေးလိုက်ရတယ်အဲ့ကိစ္စသူလက်ကတော့ဘယ်လိုစီစဉ်မှာပွဲနေဒီ stage မှာဆော့ရလက်ကကြောင့်နည်းနည်းတော်တော်လေးကွာနေနော်လက်ကသူတို့လက်ကကောင်းနေတာဒါပေမဲ့စိတ်မှာတော့စိတ်ပဲရှာမိနေလို့ဆိုနေတာအဲ့လို
အမေတကယ်လို့ပါလေစဉ်းစားကြည့်ရပါတော့တကယ်လို့ကောင်းလေးအမြဲဆုံးရအတွက်ရှိတယ်ယူရင်းနဲ့ကျန်ကြတာ ယူနေကြံကလာတို့ ဒီပါထဲမှာဝင်ကြိုက်တယ်ဗတ်တီပါကြော်စားလေ FF လို့ကပြန်ရမယ်ဆိုရင်တော့နိုင်ပဲထင်တာဖဲကုန်းတင်းစဲနိုင်ပါပါ တပွဲလိုရဖွင့်ပေးမယ်တော့မထင်တော့ပါဘူးတုံတုံ ဟုတ်တယ်ဟိုတနေ့ကမှဝိုင်းကြီးကတော့ရှော့ကိုဘန်းနေယူရင်းနဲ့ တုံတုံကတော့ဒီသူတို့ကလည်းဒီတစ်ခွက်ပဲအာကိုတဲ့တင်းဆိုတော့မပေးတော့ အဲ့ရင်တော့အဲ့ရဂူလာရှင်မာတော့ကျတော့ရှင်းဖို့ကြိုးကရတယ်လူလုံးရှိလူနေရှိပါတယ်ရှင်းဖို့ကြိုးကအချိန်မှာရှင်းလို့မရဘူးအဲ့ဒီတော့အကွက်ကတော့လုံးဖြစ်တယ်သူတို့အတွက် သူကအဲ့ဥက္ကတော့လုံးဝပိုင်တာလုံးဝ အဲ့ဒီကတော့ပိုင် လုံးဝပိုင် ဒီနေ့နဲ့ရှင်းရန်ကလာကွက်ရနောက်ကဂျန်ငယ်ကွက်အဲ့ကွက်ပေါ့ တော့ကျွန်တော်အဲ့လိုမျိုး race ယူပြီးတော့ပေးဆောင်မှမထင်ပါဘူးဒီဘက်ကမှာတော့ ပြီးတော့ပေးတော့ပေါ့ဘယ်လိုမျိုးပေးလဲတပွဲလောက်ပဲထင်တာပဲကဲဒူးကြီးလောက်နဲ့နိုင်နေတဲ့ချိန်သိရမလားတပွဲလောက်ဖွင့်ပေးလိုက်မယ်ဟောပါညာအဲ့လိုမျိုးလောက်ပဲလုံကောင်းလုံမယ်လို့ထင်တာကဲတော့ပေးတော့ပေါ့အတီးခေါက်ပဲတော့ သူကတော့ပါရှာနဲ့အဲ့လိုအဝေးကနေပုတ်တဲ့တန်းမျိုးပေါ့အရင်သဘောကျနော်တေးဆဲပဲပုံစံကြအောင်ကျွန်တော်အများဆုံးဖြစ်ကြတာဆိုတော့ပါရှာနဲ့ဘန်ချောင်းသူကရအောင်သူကများနော် ဖာကအဲ့ OP green ညာလေတော့ကောင်းတဲ့တဲမှာပါတော့ရှော့လုံးဝ star player တွေပဲဖြစ်ခဲ့တာပြီးတော့ observation ရင်တော့ကောင်းတယ်ဒါပေမဲ့သူရဲ့အဲ့ Uranus အကွက်ကဘန်းကန်နေရမှာပဲဆိုတော့သူတို့မှနောက်တဲ့အဲ့တန့်ကျင်ကလာနေပဲဆော့မလားအခုရန်ရှင်းနေပဲလူပိတ်ပြီးတော့ပဲရန်ရှင်းပဲတက်ဆော့မလားတော့မသိရဘူးဗောနော် ကျွန်တော်ထင်တာကပိတ်တော့ပိတ်မှာပဲတိရ ပိတ်မှာပါပဲ ပိတ်မှာပါပဲဖဲကွန်ကဟို race ယူပြီးတော့ပေးချရမှမသိဘူးအဲ့တော့ဖဲကွန်အနိုင်ပဲပေါ့ နိုင်ပါသေးကြပါ လုံးဝအနိုင်တော့ဘယ်တော့ဖြစ်မှထင်တယ်3-1လား3-0လားအဲ့လိုမျိုးဘယ်လိုမျိုးလဲ 3-1လောက်တိရော 3-1လောက်ပဲပေါ့3-1လောက်ပဲပေါ့3G ဖြစ်ဖို့ကတော့လေအတင်းဆက်ပဲနဲ့ K တဲ့တင်တော့မဟုတ်ပါဘူး အော်နောက်တစ်ခုကဖဲကွန်ကဗျာနော်ဒီ regular season မှာလုံးဝရှုံးမှမရှိသေးတော့တော့1မှာပဲရက်တည်ညာဗျာဒီလိုမျိုး play off ရောက်တဲ့ခါကျတော့နည်းနည်းအမားလေးတွေ့တယ်အဲ့ကြောင့်ဘာဖြစ်လို့ထင်တယ်ကိုးနှစ်ယောက်မြင်တယ်တစ်ချက်တော့ပြောပြပြီပေါ့သိကျင်တော့အဲ့လိုကသူကကြောက်ပဲကုသစင်မှာ sound နေကြတိလားအရန် sound မှာတော်တော်လေးကို sound မှာတော့ solid ဖြစ်နေတာသူတို့တင်းဖောင်ကြီးอ่ะအမှဒီ regular စင်ဒီ play off မှာကြောက်နည်းနည်းလေးဟိုဟာဖြစ်နေအဲ့ကြောင့်ဘယ်လိုမြင်လဲကိုး ရဂူလာစီးမှာကောင်းလားဆိုတော့မကောင်းဘူးကောင်းတယ်ကောင်းဒါပေမဲ့ဒီပြီးကန်ဒီနှစ်ပတ်သုံးပတ်လောက်မှာနည်းနည်းရှက်ကြီးဖြစ်တယ်2-1နေတယ်အသိရှိကိုလည်းရှုံးမလို့ဖြစ်တယ်သိရှိကိုလည်းရှုံးမလို့ဖြစ်တယ်တင်း7နဲ့တွေ့တော့လေသူချကူချနေတယ်ပြီးတော့အလျန်တူကြီးနဲ့အကုန်လုံးပြက်ရပြီးတော့ပြက်တက်ကြီးတာနေတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ play off မှာကျတော့လေ AI နဲ့တွေ့ရပြီးတော့လေ AI ကလည်းအဲ့လောက်ကြီးညံ့နေသိမဟုတ်ဘူးလေဗျာသူတို့သိရမလားအဲ့တော့သူချကူချတော့ဖြစ်မှာပဲချကူချဖြစ်တော့ AI နိုင်သွားတယ်ဆိုတော့လေလိုဝရောက်သွားတယ်ပေါ့အဲ့လောက်ပဲကိုမောကပြန်လာမှာပါ ကိုမောကတော့ဒီ storm နေအောင်အဓိကဟိုသတင်းနဲ့ကြုံထွက်နေအောင်မရှိရအဓိက အခုအဲ့ YG AI Falcon အကုန်လုံးကတော့ညာကြီးတာနေတဲ့တင်ချုံထွက်နေတဲ့တင်ပါမရှိဘူးအကုန်လုံးညီတယ် အားကြောင့် ဒီ dread pit တွေနဲ့ဆိုင်မယ် တတလေးမားရဲကောင် မာမပိုးတဲ့တင်ကတော့ရှုံးပါပဲ ဒီကချုပ်တဲ့သူကတော့တောင်းပါ ဟုတ်တယ်ပေါ့ ချုပ်တဲ့သူကတော့ရှုံးပါပဲ အဲ့ဆိုရင်တော့တကယ်လို့က YG ဆင်းလာပြီးတော့ကျွန်တော်ခံမှန်းထားလို့ပေါ့ကျွန်တော်နိုင်နေချင်တာ AI ဆိုတော့တကယ်လို့က YG ဆင်းလာပြီးတော့ဒီလိုက bucket final မှာဟို Facebook နဲ့တွေ့မယ်ဆိုရင်ဘယ်လိုမြင်လဲဘယ်လိုနိုင်မလို့ဆင်ရကြရင်တော့အတင်းကြီးနဲ့တင်းတော့သူကပြောထားကြတော့ဒီမှာတော့ကိုတင်းကိုချက်မိရဲပဲဗျာအဲ့တော့ဘယ်လိုထင်လဲနှစ်သိန်းတော့ တော်တော်ကြည့်ကောင်းပါဘယ်လိုဖြစ်တော်တော်ကြည့်ကောင်းပါဘာလို့လဲဆိုတော့နှစ်သိန်းလောက်ကလည်းဟိုရန်ကျွေးရလည်းညတော့တီးနေကြတာဆိုတော့လေအဲ့တော့ကြည့်ကောင်းပါ Rhyme ကိုပြန်ပါခင်ဘာလို့လဲမသိဘူးအဲ့သူတို့ NEC မှာဆော့တော့ Rhyme နဲ့ဆော့သွား Rhyme နဲ့ဆော့သွားတဲ့အချိန်မှာသူတို့လက်တွေကပြက်ကြည့်ပြအဲ့တော့သိရမှာ Falcon ကအသေးရှင်းလာသူရဲ့အသေးမသိမလားအလိုမျိုး Grand Final မှာလည်းဆွတ်ရှင်းတယ်အဲ့လိုမျိုးရှင်းပြီးမှအခုဟိုဟာကြောက်တော့ Rhyme ကလုံးဝပါတော့တောက်လျှောက်ဒီကူနဲ့ပဲတောက်လျှောက်ဆော့သွားပြီးတော့ နားကျင်ပါဘောကွာ နားဝိုင်းလို့တော့တင်တာပဲတကယ်တော့အမဆပြီးတော့ Rhyme တိုင်းမပြန်လာဆော့ပြီးလို့မမီများဘူးလေဒါဒီကတော့မမီတော့ဘာလို့တော့ ရှူလိုက်နေတာပဲမြစ်ကိုလေဒီတော့တုံးမယ်ထင်တာ အဲ့ regulation မှာတော့တဝက်လောက်တော့ဆော့ပါ ဆဲပါရပါ ဆော့ပါပဲဗျာသိရမလားအဲ့လိုအဲ့ screen တွေမှာအဲ့လိုတူဆော့တယ်သိရမလားတယောက်တစ်ပွဲဆော့တယ်ပြီးလို့ရှိရင်အဲ့ regulation မှာလည်းတယောက်တစ်ပတ်အဲ့လိုမျိုးဆော့မှာအခုကကျတော့ new cool နဲ့ပဲတော့ဆော့ပါတော့ဘာလို့တော့ဖြစ်နေတာပဲကျွန်တော် ဒီကိုတော့ပဲဟိုဖြစ်နေ new cool ပဲသွားမယ်တင်တယ် ပိုင်လိုက်ပါဟောဒီကတော့နော်ဝက်ဖဲလေး ပြောလို့မရဖေကခိုင်း ဥပမာပြန် train ပြီးတော့နောက်ဟို တပတ်လောက်ရသေးတယ်သူ ဒါဆိုသူပါလာဖေဟိုပြောလို့မရဖေကခိုင်းရတယ်ကွာသူကပုံမှန်လို့လောဘဘက်ကိုဆင်းလာများရနော် ဟုတ်တယ် သူကလည်းမကြဘူးသူရဲ့မန်တရားတော်တော်လေး strong ဆောင်းနေပါတယ်ဆောင်းနေတယ်တော့ဆောင်း နော်မြန်မာနိုင်ငံ e-sport တွေမှာဒီ Falcon e-sport ရဲ့အိမ်မှာတော့သဘောကျဆုံး ဟုတ်တယ် ဟုတ်တယ် တုံးတယ်ဟိုရိုက်ချိုးလို့မရဘူးအဲ့ဒါတော့လုံးဝလက်ခံ မန်ဒေရှောင်းလာတယ်ချားလို့ရှိရင် pressure မရှိတာပေါ့ တခြားမရှိဘူးသူကြည့်နိုင်နော် မန်ဒေကရှောင်းလာဆိုတော့အဲ့လောက်ကြီးမန်ဒေရှောင်းမှုကအတင်းနေရမလဲဘူး လေဦးလား လေမန်ဒေရှောင်းမှုဆိုတာချို့တလေတွေ့မှာပါဘလို့လဲအဲ့ Falcon သိရမလားဟိုဟာ playing ပြချုံသွားတဲ့ကွက်တွေသိရမလား playing သိရမလားလို့ game 1ရှုံးပြီး game 2တွေပါအဲ့လိုမျိုးတစ်ခါလေးရှုံးသွားတဲ့ခါရှိတယ်ဗျာပြန်တော့ပြန်လာတာများပါတယ်ရှုံးသွားတဲ့ခါရှိတယ်အဲ့ဒါမျိုးကျတော့လေမန်ဒေနဲ့သွားဆိုင်တယ်ဗျာအဲ့မျိုးကျတော့လေမန်ဒေနဲ့သွားဆိုင်တဲ့အချိန်မှာမန်ဒေကောင်းလို့ရှိရင်ကောင်းတယ်မကောင်းဘူးဆိုတာတဲ့ pressure တန်ဘယ်လောက်ခံနိုင်လဲပေါ့အဲ့ပေါ်သွားမှုတည်ရတယ် pressure သူတို့ရဲ့ player ရော founder တွေရောလောကသူတို့အတွက်က pressure မရှိဘူး
အဲ့တော့ဒီ အဲ့ဒါခုအောင်တော့ကောင်းတယ်ကောင်းဒီမှာလုံးဝဒီမျိုးပြိုလဲသွားဆိုတာမရှိတော့သူရှုံးတဲ့ဘွဲကြီးကြည့်လိုက်သူမျက်နှာကြီးကတော့ရှုံးပြီးနေတာအေးဆေးပဲအဲ့တော့သဘောကျအဲ့ဆိုတော့ဖေကုံလဲဝင်ကြီးကဒီလိုပြပြခဲ့ရင်ဖေကုံပဲပေါ့ ဖိုက်ကွန်ပဲ အဲ့ကောင်ပဲပေါ့အဲ့ကောင်ပဲပေါ့ အဲ့လိုတော့တမိုင်းဟောင်းလေးရှိတဲ့ grand final မှာကြောက် AI နဲ့ဖေကုံနဲ့ဆို ဖေ တော့ ကုံ ကြည့်ကောင်းပါပဲဆိုရင်တော့ ဟိုမျောလင်းချက်လေးပေါ့ အဲ့တော့တော်လေးကြည့်ကောင်းပါလေအဲ့ဆိုတော့တကယ်လို့အဲ့လိုဖြစ်ခဲ့ရင်ဘယ်လိုတတ်နိုင်လဲ AI နဲ့ဖေကုံနဲ့ အဲ့လိုဆိုရင်တော့ဘယ်သူတက်တော့စင်ပြေ အဲ့ဒါတော့ဆင်ပြေရတယ် ကိုကြိုက်လူသွားပေါ့အကုန်လုံးစင်ပြေ Game 7လေးဆောင်းအောင်ဆိုတော့ 4K ပါလည်းဖြစ်သွားမှမသိဘူးเนาะပြောလို့မရအောင်အဲ့ဒီ အဲ့လိုမျိုးပြင်တော့ဒီလိုပွဲကြည့်ပြီးတက်တယ်အကောင်းဆုံးပေါ့လုံးဝ နောက်တော့ပဲသူကခုကလောအောင်ပြက်ပွဲတွေရတယ်အဲ့ YG ရဲ့အဲ့ဖေကွန်ရဲ့ AI အဲ့သုံးသင်းကလောကလက်ကမပြက်ဘူးလက်ကဒီမှာတယောက်ကဟနေတာဘာညာမရှိဘူးအကုန်လုံးကသူကလည်းသူအရန်ချုံထွက်နေတဲ့အသင်းလည်းမရှိဘူးလို့အရန်ရှုံနေတဲ့အသင်းလည်းမရှိဘူးအကုန်လုံးကကောင်းတယ်အကုန်လုံးတော့တိုင်ရမှာအသင်းတွေဖြစ်နေတာမြန်မာနိုင်ငံမှာပေါ့နော်အဲ့လိုဖြစ်နေတာပြီးတော့တော့လောက်ပါတယ်ဒီဆိုင်ပါ အမေအဲ့နဲ့တင်က AI နဲ့ဖေမှာဆိုရချင်းလူးပစ်တဲ့အကွက်တွေတော့ရှိတယ်နော်အဲ့လိုတင်က ဒီက လူပါလူရှိရ ဒီချင်းကလူတော်မမီတော့ရှောက် လူမှာ တန်းကရချင်းတော်ကောင်းတယ်နော် ကောင်းတယ် တန်းလည်းတော်ကောင်းတယ်ပြူကြီးလည်းတော်ကောင်းတယ် ဒါကျရကျတော့သူကကျတော့လို့ဟိုတနေ့ကကျွန်တော်တွေ့လိုက်တော့အဲ့ join first ပဲတာပေါ့ဒီချမ်းချင်းတက်ရှာလို့ရင် join first ပဲလိုက်တဲ့နေမှာသူရဲ့ confidence ကြီးတော့ join ဖြစ်ဖို့များတယ် join နဲ့ drop ပဲထပ် train ထားဖို့ကများပါတယ်အဲ့တော့ join ပဲအဲ့သူတို့ဦးနေဟို M7 မလား M7 တော့လည်းဦးနေတို့ပေါင်းနဲ့တွေ့တော့လည်း join တွေပိုင်းနဲ့ပဲရှင်းလာတော့လေသူရဲ့ confidence ကြီးက join ဖြစ်လာဟုတ်တယ် join ဖြစ်ရရင်းနဲ့ရှာလို့ရင်းရမကောင်းတယ် join တို့ဟာဘူးကားတို့ကပိုများပိုဖြစ်လာတယ်ပိုခောက်လာပဲထင်တာပဲ dash ကကျတော့ ဟာဘလိုဖြစ်လေအဓိကတော့အဲ့ AB ကတော့အဓိကပဲထင်တာပဲအဲ့ Messi ဆော့မယ်ဆိုလဲ Messi နဲ့ Nugo နဲ့ကြာရင်ကွာတယ်လေဒီမှာဘယ်လိုကြည့်လိုက် Messi ကပိုကောင်းနေတော့ဟုတ် Nugo ကမကောင်းတာမဟုတ် Nugo ကကျတော့သူ့ရဲ့ပုံကနာမည်တန် Nugo ဖြစ်နေတယ်ထုရရေးနေ ဆိုင်တဲ့ပုံကအဲ့လိုရေးဆိုင်တယ်လည်းထုအောင်ရှင်းရရဲအဲ့လိုရှင်းရပုံကဖြစ်နေ Messi ကတော့တေချဲတော့ သူကတော့နာမည်သားတယ် Messi တွေကလည်းဖြဲတာ သူ့ကိုလည်းတူတာလေစီပီနဲ့တူတာ နာမည်လည်းတော့နာမည်လည်းတော့ကားပြော ပြော ရ ရ တာ တာကတော့ပြောနေတာပြောမက်ဆီကသူအဲ့ဒီတဘောကိုတော်တော်ကျန်းတာနော်ဟိုတနေ့ကဒီ game fest ကိုလုံးဝလိုက်ပြီးတော့လိုက်ချိန်ပြီးတော့တော်မိုက်တယ် ငေါတယ် သူတို့တို့ဒီ game fight မှာမှသူမာရှာပစ်သွားတော့မှသူတို့အန်ဝန်းနေတာဖက်ကုန်းနဲ့ပဲမှာလေသူမာရှာပစ်မယ်လို့မထင်တာဘူး ပေါ့ နိုင်ငံကတော့ပြစ်မှာပြစ်မယ်အဲ့လိုတကယ်လို့သူတို့အဲ့လို HB ဟိုဟာတကောင်ပေါ့ diamond တော့တကောင်ဆောက်မယ်လို့တော့ထင်တော့တင်ပါတယ်ဒါပေမဲ့မာရှာပြစ်မယ်တော့မထင်ဘူးလို့အဲ့တုန်းကတော့ ဟိုကစပက်ပြီးယူတာပါလို့အဲ့ဝဲဒီ မာရှာကတော့ဟိုဘယ်လိုပြောမလဲဟိုမာရှာပစ်လိုက်ဟို80%လောက်နိုင်နေပြီလို့ခံစားအဲ့ hero ကမာရှာဆိုရဲ့ hero ကဒီသူလိန်နဲ့မှာအေးဆေးလေးပေါ့နော်တတကောင်လောက်တာရှာဝိုင်းအဲ့ပွဲကအေးဆေး ဒီကမာရှာပြစ်လို့ရှိရင်ဗာအဲ့အာဒီဂိမ်းတာတယ်တွေလောက်ပဲနည်းနည်းမဟုတ်အဲ့တော့ဗာအစမာရတာထင်ရတယ်အစမာရတာကမာရှာဝိုင်းအာဒီဂိမ်းမှာမာရှာဘာလို့မရအစမာရတာအစမာရတာအများကြီးလုပ်ပေးနိုင်လို့ရှိရင်အဲ့အာဒီ5တွေတာဝိုင်းတော့ဖေကွာအဲ့ပွဲနိုင်ဝါနိုင်တော့တယ်ဒါပေမဲ့အာဒီ5မှာတွေကမာရှာကသူကမာရှာကိုလည်းမထင်ဘူးအစမာရတာသူကသူဟိုဂျန်ငယ်ထဲဝင်လိုက်ဂျန်ဂလာကိုထင်းရမှာလို့ပါလို့လောက်လိုက်တဲ့အချိန်မှာမာရှာလည်း6ကုန်အာဒီဂိမ်းကသူမတာကူတာဖြစ်သွားလို့လေကင်းရောက်တော့မာရှာပူတောင်းသွား မာရှာထုမှာ လေကင်းရောက်ရင်တော့မာရှာထုမှာအာဒီဂိမ်းမှာအဲ့လိုမျိုးချော့ဝါနိုင်တော့ဖေကွန်နိုင်တော့တယ်အပွဲက ဟုတ်တယ်ကျွန်တော်အဲဝါဆိုလုံးဝမထင်တာဘူးသူကဖက်ကုန်းပဲနိုင်ဝိုင်းသူကပြန်ပတ်သွားတော်တော်ပူမယ်နော်ဒီကြရတယ်သူကြည့်တော့ပါ တောက်လို့ရ တကယ်လို့ဗျာကျွန်တော်ဒီမြန်မာအတင်းထဲမှာအခု၄တင်းရှိတယ်လေ AI ရယ် Falcon ရယ် YG ရယ်တင်း7ရယ်တကယ်လို့ကအဲ့၄တင်းထဲမှာတတင်းတွေကပြပကိုထွက်ပြီးတော့သွားပြန်မယ်ဆိုရင်ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီတွေ့ရမယ့်တင်းတွေကအခုဆိုတေချာဝါးပြီဗျာ၄တင်းအောင်တေချာဝါး Only Indo ရယ် Atta Eco ရယ် Aurora Gaming ရယ် Tin Liquid ရယ်အဲ့၄တင်းနဲ့ရှင်ဖိုက်မယ်ဆိုဘယ်တင်းကဖြစ်နိုင်ပုံများတယ်ထင်တယ် အဲ့လိုမျိုးပြောရင်တော့ဖေကွန်ပဲတင်တာ အဲ့ဒါကြောင့် AI နိုင်နေကြတာလို့ ဘာလို့လဲဆိုတော့ဖေကွန်ကရှေ့မှာလဲသူဘယ်လိုပြောရမလဲလို့အတင်းကြီးတွေသူတေးချာရိုက်ပြလာခဲ့ရလေဟို SRG တို့ Onit တို့အဲ့တော့ဖေကွန်ဆိုတော့ပို့ပြီးတော့အားတာမယ်ထင်တာပဲ ကိုကဘယ်လိုထင်လဲ ဖေကွန်ဝဲပို့ပြီးတော့ဆင်ပြေမယ်ထင်တာပဲဒါလည်းပြီးတော့ရှေ့မှာတော့လည်းအဲ့တိုင်းပဲပေါ့အဲ့တော့ကကျတော့ Rhymic ရှိရပေါ့နော် Rhymic ကကျတော့လူလဲပြီးတော့အဲ့တော့ကကျတော့ Rhymic ကတော်တော်လေး performance ပြခဲ့ရတယ်အဲ့စစ်တော့ဘာလို့မှမလို့ Rhymic ရဲ့သူ့ရဲ့လက်ဘူးတွေရှိလက်ဘူးတွေဆိုတာစီခီတွေဟဲတာတွေစီဟဲတာတွေနဲ့တော်တော်လေးကျန်းခဲ့တာပြီးတော့ Rhymic ကတော့အဲ့တော့ပါအခုကတော့ Rhymic ပါတော့ဒါပေမဲ့ဘယ်ရှင်းတီးရောက်မယ်လို့တော့ကိုယ့်ကိုထင်တယ်ဆိုရင်တော့ဒီလိုမျိုးရောက်ရင်တော့ top 4လောက်ပဲထင်တာပဲအဲ့လို champion တွေပါဖြစ်ပြီးတော့အဲ့တင်းလဲ TPH လို့ပေါင်းနဲ့ရှင်တီရှင် fight သွားတာတို့
ကြားလို့ရှင်ဖိုက်သွားတာတော့ကြားအဲ့အိုးနေတို့ဘာလို့ရှင်တီးသွားတော့မလဲလောက်တော့ဖိုးလောက်ပဲထင်တာပဲ energy နဲ့ဟာရဒီအဲ့တော့ဖိုးမှာပဲထင်နေကြရနော်တော့ဒီဘာမစ်ကိုတခါ ဖိုင်ကောပဲ final ဘာဖြစ်ဘူးလားအဲ့တော့ဘယ်လိုထင်လဲတော့ဘာကြောင့်လို့ထင်လဲတော့ဒီဟို game တွေအကြောင်းလားဒါမှမဟုတ်ဒီ mindset တွေအကြောင်းလားအကုန်လုံးပေါ့အဖက်ကလိုတာပဲလေဘာလို့လဲဆိုတော့ဒီ mindset ဆိုတာကလည်းပထမဆုံးအနေနဲ့ကျွန်တော်တို့အနေနဲ့ကဟိုအများကြီးသူများတင်းတွေမျိုးမရောက်ဘူးနေဘူးလေဖိလစ်ပင်းတင်းတွေပဲဖြစ်ဖြစ်သူတို့မှကြီးလိုက်ရင်အနည်းဆုံး final ရဘူးတာကြီး champion ဖြစ်ဘူးတာကြီးအဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့လို champion ရဘူးတဲ့တင်းတွေကပို့ပြီးတော့ champion ရဖို့သူတို့ကပို့လွယ်တယ်ပေါ့ mindset ကလည်းရှိပြီးသားဆိုတော့ဒီလောက်ကမှာရဲသူတို့ကအကုန်ပို့တည်ရဒီလိုမျိုးရှင်တွေမှာကျွန်တော်တို့ကအောက်ကရွယ်တက်နေတာဆိုတော့ဟိုအပေါ်ထပ်ရောက်ဖို့ကဒီဘာမီကောလိုမျိုးစိတ်သက်ဒီအနာတော့အတင်းနေနဲ့ထပ်တက်ဖို့ဆိုတာအများကြီးခက်နေတာပေါ့အများကြီးခက်နေအောင်အများကြီးစူးစမ်းဖို့လိုနေအောင်တော့ဒီကဟိုအောင်ဘာကွာလဲလို့ရှိရင်တော့အဓိကကတော့အဲ့သူတို့ရဲ့လုပ်ပေးတဲ့အဲ့ပြိုင်ပွဲတွေနဲ့ပဲဆိုင်ပဲထင်တာပဲပြိုင်ပွဲတွေကသူတို့ကကျတော့အဲ့24ရာသီတည်းမှာ12ရာသီအကုန်လုံးတောက်လျှောက်ပြိုင်ပွဲတွေပဲတောက်လျှောက်ရှော့နေရသေးမလားမြန်မာနိုင်ငံမှာကျတော့ဒီ MSA တခါကြာအဲ့ဒီကိုဂျားပွဲလေးတွေပါလာတယ်မြန်မာမှာလည်းပြောရပြောပွဲရအများကြီးပါအဲ့လိုရင်ရှေ့ရနှစ်ဆိုရင်တော့မှတော်တော်များသလားလို့ပွဲရသူတို့အခုမှပြန်ပြီးတော့လာလို့ထင်တာလေမြန်မာကတော့မစောရဒီထားထွက်နေရသေးတယ်ဟိုဒါပေမဲ့အရင်တော့ပြောရင်တော့ကျတော့ပြိုင်ပွဲရနဲတယ်ကွာသိရမလားအဲ့ဒီလိုလာလဲအရင်တော့ပြောအဲ့ MSC qualifier တို့ MSC qualifier တို့ဒီလောက်ပဲလာတာကွာသိတာအခုမှပြန်လာပြီးတော့သူတို့ပြန်ပြီးပေါ်ကျတော့နောက်တဲ့3-4ချိန်လောက်တို့သိတယ်အရင်တော့ကျတော့ MBA ဗျာ MBA ရှိတယ်ဗျာ MBA ရှိတဲ့အချိန်မှာကျတော့ဘာမှကိုရန်ကြမ်းတဲ့ခေတ်တုန်းကကျတော့ MBA ရှိတဲ့အချိန်မှာ MBA တော့ရောက်လာနေတယ်မြန်မာနိုင်ငံမှာလာနေသူတို့နိုင်ငံမှာလာနေကို level ကတူတူပဲဖြစ်တဲ့အချိန်မှာသွားချတဲ့အချိန်မှာသူလည်း MBA ဆော့တာပဲသူလည်း MBA champion ပဲငါလည်း MBA champion ပဲအကြောက်ကရှိတယ်ဘူးတော့အချင်းနဲ့ကျုံလို့ရတယ်အခုကကျတော့အဲ့တော့ qualifier champion လေးတွေသိရမလား qualifier champion ဒီသင်းတွေကိုဘယ်လိုရိုက်ကြမလဲဘာညာနဲ့အဲ့လိုမျိုးတွေးတွေထဲမှာတူရတယ်များတယ်ဗျာအဲ့လိုမျိုးချိန်ရနေပြီးတော့အခုမြန်မာနိုင်ငံအတွက်ဆိုပြီးတော့အဲ့ MSN ကိုပြန်လုပ်ပေးလိုက်တယ်ပြန်လုပ်ပေးလိုက်တဲ့အချိန်မှာအခုရှင်2ရောက်ပြီပေါ့နော်ရှင်2ရောက်ပြီချင်းနောက်တဲ့ရှင်4လောက်ရောက်ပြီဆိုလို့ရှိရင်မြန်မာပြည်တဲ့သူပြန်ပြီးတော့အဲ့အသင်းတွေနဲ့အကုန်လုံးရှင်ရိုက်နိုင်မယ်မလို့ထင်တယ်လက်ရှိကတော့နည်းနည်းတော့ခက်အောင်ပါနည်းနည်းတော့ရုန်းကန်ရအောင်ပဲအဲ့ဒါစကားမဆက်ဟို NBA champion နော် NBA champion ရိုင်းရတော့ဒါရှိတယ်ဟိုတင်းမဆိုလို့ရှင်နေမို့လားစီဇန်2မှာနော်သူ2019လောက်တော့2019အဲ့ပွဲအမတ်တရားရှိပြောပြတာနည်းနည်းပြန်ကြားချင်လို့တက်တော့ရတော့မဟုတ်ဒီကတော့ပြီးတော့ပါတော့ချက်တူပါချက်တိုးရလို့ချင်း3-2ပါရနိုင်ဟုတ်တယ်ဗျာအခုကချက်တိုးတော့3-0နဲ့ဆိုတော့ဖိတက်သွားတာလိုပဲလို့ဖိတက်ပြီးတော့ရိုက်ပြီးလိုက်လို့ပါသိရပါလားဘာလို့ရိုက်ပြီးတော့မင်းတို့ရှင်းခဲ့တာအဲ့လိုရှင်းလိုက်လို့တို့ရှင်းခဲ့ပြီးတော့အဲ့တော့ကျွန်တော်တို့ကအန်တာတော့ဗျာတော့အန်တာတော့မှာမထင်တော့ဘူးလာရှင်မှာတော့လည်း9-6နဲ့လဲ9-6နဲ့လဲတာပြီးတော့ပြိုင်ပွဲတော့ဆော့တော့လေဆော့တော့လေဆော့ရှုံးတော့လေရှုံးပေါ့ကွာဒီတော့ဘာဖြစ်ကွာသိမလားကျုံးတာကျုံးပြီးတော့ဆော့တဲ့အချိန်မှာနှစ်ပွဲကလည်းနိုင်ပြီးတော့ run fine နိုင်ပါကောက်ရောက်သွားဖီးရတောက်ငါတို့နိုင်ငံသွားပြီကွာလို့သိမလားရှုံးနေမသိတော့ကွာလို့ကိုကြိုက်ရကိုထုတ်ပြီးတော့ကိုကြိုက်တာထုတ်ပြီးတော့အဲ့လိုမျိုးဒီကလောကစိတ်ကိုလွတ်ပြီးတော့ကိုင်ညာဆော့ညာဆော့ပြီးတော့တက်လို့တစ်လို့ဖြစ်သွားတာပေါ့အဲ့ချိန်မှာကိုယ်က momentum အလုံးဝ high နေပြီပေါ့နော် momentum high ပါအဓိကကျတော့အဲ့တော့ကျတော့ပြိုင်ပွဲဆော့ရတာအကုန် तू ကလည်းအဲ့လို3ပွဲကတိုင်းဆော့ရတယ်ကိုရီးယား3ပွဲကတိုင်းဆော့ရပြီးတော့အဲ့လိုမျိုးနားရတဲ့နားရတဲ့မရှိဘူးသူကပိုဖီးတက်လည်းမမူတည်တယ်ဒီကိုရီးယားကျတော့အန်နာတော့ကနေပြီးတော့တက်လာပြီးတော့ပိုဖီးတက်တယ်ဗျာသူကကျတော့အဲ့ချန်ပီယံတင်းနေနဲ့ဆော့ရတဲ့အချိန်မှာအဲ့မေဘန်ကိုသူကရေကြီးနေတာဗျာရေကြီးပြီးတော့မေဘန်ကိုရေကြီးပြီးတော့တက်လာတယ်လဲသွားတာအဲ့ရေကြီးတော့ pressure နဲ့လို့လဲသွားတဲ့အချိန်မှာကိုရီးယားကျတော့ဖီးတက်သူကကျတော့လဲတဲ့အချိန်မှာအဲ့ဒါတတူသွားတယ်တတူသွားချိန်မှာဘာဖြစ်သွားအောင်ပတ်တိဖြစ်သွားအဲ့ကနောင်မီကမေဘန်မှာဆော့တာနော်ဒီမှာကစ်နဲ့ဆော့အဲ့ဟိုကမမရအဲ့ကစ်ကအဲ့ရေးကြီးတဲ့ဘွဲမှာဂေါ်ကြီးထုတ်ရတာအဲ့ဒါကြောင့်ဘသူကြံတယ်နောင်ကြီးကြံပေးရအဲ့လိုမဟုတ်ပါဘူးကစ်ကဆော်ကြီးအဲ့လိုမျိုးဗီဒီယိုကြီးကြိုက်တယ်ပြီးတော့ကျွန်တော်တို့ရင်ထဲရတယ် grow နဲ့အဲ့လို grow နနာ grow လို့ဆော့ထားပြီးသားအဲ့တော့ပုံမှန်ပါပဲအဲ့ဘယ်မှာနိုင်သွားအောင်လားဟုတ်တယ်နော်ဟိုစားပြီးနိုင်ပြန်နိုင်သွားဗီဒီစားလို့ရပါအမတ်တရားတော့ဘွဲပြန်တွေးကြည့်အဲ့လိုမျိုးဘိုက်တွေကတော့အများကြီးလိုသေးတယ်ပြန်မရနိုင်တော့ပြန်မရနိုင်တော့ NBA ကြီးပြန်လာတယ်လို့ကောင်းမှာနော်ဒါပေမဲ့ MSN MBA ပဲလေတူတူပဲလို့တမျိုးပဲဒီမှာဟို MBA မလေးရောကိုရင်းတာဟုတ်တယ်လားအဲ့ဖိုင်ကိုရင်းတာပေါ့အဲ့ဒါကထားပါကျွန်တော်ဒီ international ဘက်ပြန်သွားကြည့်အောင်အဲ့ဆိုရင်တော့ဒီပေကွန်ကတတ်မယ်ဆိုရင်ဟိုတွေ့ရမယ့်ဒီတင်းကတော့တော့စတောင်းနေတာတကယ်လည်းအဲ့ဒီတင်းကိုကြော်ဖက်နိုင်မယ်ထင်တာပေကွန်ကမထင်ဘူးပေါ့ရန်ကြီးတော့မထင်ဘူးပေါ့ရန်ကြီးတော့မထင်ဘူးပေါ့တကယ် YG တို့ N တို့တင်းတက်ခံမယ်ဆိုရင်ရောပုံရအောင်ချန်သေးပါမယ်လို့ထင်တယ်ကျွန်တော်ကတော့
ရေကြီးနေပါတော့ကုန်ပါ ဘယ်ပါဘာလို့လဲဆိုတော့အဲ့လေးသိန်းနဲ့မဟုတ်ဘူးလေအဲ့လေးသိန်းမဟုတ်ဘူးတက်လာတဲ့သိန်းတွေကဟိုက ဟုတ်တယ်လက်ဆောင် အော်ရော အ လို့ရှိ များ တ ကြီး ယ်ဒီမှာအော်ရောတို့အဆာကြီးကိုရှိသေးတယ်အော်ရောတို့အဆာကြီးတော့တော့8တဲ့ရောက်ဖို့တော့မှတော့ခက်ခဲတယ် ပြီးရင်ဒီကယူရိုတင်နေရမှာထုနေမရတော့ဟမ် ရောအဲ့ဒီတင်း separate ရှိမယ်အမှန်တည်းခုနှစ်သိန်းဖြစ်နေတယ်အဲ့ခုနှစ်သိန်းကိုဘယ်လိုကြုံလဲရင်ကုန်စင်ကားကြီးပေါ့နော်အဲ့ဒီဖယ်ကွန်ကလို့ရင်လည်း F6 တုန်းကတင်း separate နဲ့တွေ့ပြီး ပြုတ်သွား ရှင်းကြရတယ်တင်း separate အခုကဘယ်တင်းတက်လာတာပေါ့နော်အဲ့ဒီက Aura Turkey ပြောတာဗျာ Aura Turkey ကမှ Rosa တို့ဘာလို့ကလေသူကလည်းသူရှင်းတယ်ဗျာသူရှင်းတဲ့တင်းနေတယ်ဗျာသူတို့အဲ့ play off မှာတော့မှဘယ်တင်းနဲ့အဲ့ဒီ MSC မှာတော့ဘယ်တင်းနဲ့တွေ့ပါလို့လည်းမသိဘူးသူကလည်းအိုးနေလားမသိဘူးနော်အိုးနေလားပါလားအိုးနေမဟုတ်ပဲ TLPH အော် TLPH နဲ့တွေ့သွားလို့တင်းတို့က Philippines champion ဖြစ်သွားတယ် MSC တော့အဲ့တော့ Aura TLPH နဲ့တွေ့ရတယ် 3G နဲ့ရှုံးသွားတယ် play off မှာ အုံးနေနဲ့တွေ့တာအုံးနေ နဲ့မဟုတ်အုံးနေနဲ့အင်ဒိုနဲ့မဟုတ်ဘူးဟိုဟာနဲ့တွေ့တာ TLPH နဲ့ 3G နဲ့ MSC လေ MSC ရိုဇာတို့တင်ကိုပြောတာ ရိုဇာတို့တင်ကိုပြောတာ စီတင်ကိုပြောတယ် ဟိုရိုချာတို့ပြောတာသူတို့အဲ့သတင်းတွေရောရှိတယ်ပြီး tin separate တွေရောရှိတယ်ပြီးရင်အဲ့ခုနအဲ့ NBA Indo ရဲ့ Philippines နဲ့တက်လာတဲ့4သိန်းလည်းရှိတယ်ဆိုတော့တော်7နဲ့တော်8တဲ့ရောက်ဖို့ကတော့တော်တော်ခက်တဲ့ဟာသူတို့အဲ့တော် American movement တွေလုံနိုင်မှာတော်8တဲ့ဝင်မှာ champion ဖြစ်ဖို့ကကျတော့လမ်းဝေးသေးတယ်လို့တော့ထင်တယ် champion တွေ grand final တွေဘာမှရှိလို့ပြတယ်တော့လို့ဖြစ်ဖို့ဆိုတာတော့လမ်းတော့ဝေးအောင်မယ် ဒါပေမဲ့လည်းအပေးနေပါ အားပေးပါခုမြန်မာသေးရောသိမလား ဟုတ်တယ်မြန်မာလေးဆိုတော့မရအောင်စိတ်တရားနေဟိုဖြစ်စီတက်စီနေတာဒါ ပြီးကိုပို့ဆိုတာပြီးဘူးကြီးရတယ်ဝက်ကယူတာဒါဟုတ်ကဲ့ အခုမှပြောခံရတော့လက်ပြောကိဆိုပြီးတော့တရားလေးဆိုပြီးပြောခံရ အဲ့ရလည်းရှိသေးတယ်လာအောင်အတက်ပြီးတော့ အကိစ္စတွေပဲရှိတယ်နော်တခုပြုတ်လို့မရအောင်တော့4တော့5တော့ပြုတ်လို့မရအောင်ဒီခါ အဲ့အခုကတော့ဗာ switch နဲ့ပဲလာမယ်ထင်တာ switch ဟိုမှာပြီး lower တွေပါမယ်ထင်တာပဲ MSC တော့ဘာလို့ကြော lower တွေပါမပေါ့တော့ play time play off လို့ပြောတင်မလား TV final grand final တက်လို့ပြတာပြီးတော့အဲ့ play အခုကတော့ lower တွေပါလာမယ်ပြီးတော့ chance ကတော့ပူရှိတယ်ဗျာ top 7တဲ့ဝင်ဖို့ကတော့ chance ကတော့ရှိတယ် top 7တဲ့အဲ့ ten separate ဖြစ် aura ဖြစ်လို့အဲ့တင်းတွေတော့နိုင်ပြီးတော့ပဲ top 7တဲ့တော့ဝင်မယ်လို့တော့ယုံကြည်တယ်ဒါပေမဲ့လို့ grand final တွေပါရောက်သွားဖို့ကတော့လမ်းဝင်းနေပါသေးတယ်အဲ့ဒါရင်ဒီ ငါတို့ရောက်သွားတော့ကောင်းကုန်ပေါ့ဗျာတည်ရဦးမြန်မာအသင်းကိုတော့ကျွဲလို့ရတာပေါ့ချန်ပီယံဖြစ်သွားတော့ကောင်းကုန်ပဲဒီမှာမင်းတို့ပကြည့်လည်းဖြစ်တယ်ငါတို့လည်းဖြစ်တယ်ကွာကျွဲလို့ရကျွဲလို့ရပါရတော့လေပတ်တက်လို့ရရတော့ပတ်ပြီးတော့တော့ AI fan ဆိုတော့ AI နာတကယ်လို့တက်သွားခဲ့ရင်တော့လို့ပြနိုင်တယ်မထင်ဘူးလား ဒီကအဲ့လို AI ကထပ်တက်သွားရင်ဘယ်လိုပြောရမလဲအဲ့ဒါအကုန်လုံးကအစ်စ်တွေယူတယ်အစ်စ်တွေယူတယ်တော့ယူပဲဒီကျဝဲယူတော့ပါပဲပြီးတော့ဖြစ်မှာဖြစ်ဖို့များပါ အဲ့ဒါမျိုးရတာပဲကြောက်တယ်ကွာတော့ ဟုတ်တယ်ဖန်ကောင်ကဟိုအင်တာဗျူးထွက်တာတော့များတယ်သူကဒီအတွေ့အကြုံတွေတော့များနေပြီ နားလည်နေပြီကွာအဲ့လိုမျိုးမထပ်ဘူးတဲ့လူနဲ့ထပ်ဘူးတဲ့လူကတကယ်ကျွန်တော်တို့ကလည်းအဲ့လိုမျိုးဖြစ်ဘူးတော့ တခါတိုင်းလို့ညင်ပါ မထပ်ဘူးကွာတယ်ကွာ first time ပြောတဲ့အချိန်မှာဘာဟိုကတော့တည်မှာဟိုတယ်ဒီဟိုတယ်မှာပြောတယ်ဒါယူလိုက်နေတာတော့ဘက်စာတွေတည်မှာဟိုဟာတွေကလမ်းရမွေးကြရပြီးတော့အဲ့လိုကိုယ့်ကိုတည်မလားရောက်တဲ့အချိန်မှာပြီးတယ်စားကောင်းတွေက normal ပဲတည်ရလားသူတို့တက်တာအေးစိပုံမှန်ပြည့်နေတာ ဟိုထဲမှာပျော်နေတယ်မလားအဲ့လိုဖြစ်တယ်ပထမဆုံးချိန်ရတော့အဲ့လိုပဲခက် ကာတီးစုပို့ဆိုးနော်ပွဲတိုင်းသွားနေရလို့ပဲသူကြည့်တယ် ဒီကောင်ဒီရမရှိတဲ့ထက်ရဖို့များ ဖက်ရတာလေ ဒီကောင်းနေကြည့်လို့ဖြစ်နေနော် မေတာဟိုကဒီကောင်အသားပေးသလိုဖြစ်နေတာလေပါအဓိကတစ်ကွက်ကကံမြဲကောင်းနေတာ ကံရဲကောင်းရောဖုန်းမြောက်သူသွားရဲဟို NCD ရကြောင် N4 ဟိုလည်းပါနော်ဘာလို့လဲဖက်လေကိုအဲ့ပွဲကအမှတ်တရလေးတစ်ချက်ပြောပြအောင်ဘာကြီးကြုံခဲ့ရတယ်ဘယ်လိုမျိုးဟာကြီးကြုံခဲ့ရတယ်ပေါ့ဆိုတော့ memory ခုအနေနဲ့ဘာကြီးရှိခဲ့ အဲ့လိုမျိုးကတော့အဓိကတော့ဂျိုင်ဖြစ်တာရရှိတယ် memory ချတာတယ် အဲ့ဖုန်းမတိုင်ခင်တော့ဖုန်းမတိုင်ခင်တော့တို့တင်းကဆောင်းပုံရရှိရတယ်လားဘယ်တင်းလာတာဒီဘယ်တင်းမှမကြောက်အဲ့ဒီတော့ NBA champion မကလို့ဘယ်တင်းဖုန်းမလာတိုင်ခင်တော့အဲ့ဒီဘာကမ္ဘောဒီးယားပွဲပါရှိရဗျာ ဟုတ်တယ် အဲ့ပွဲပြီးတဲ့အထိကိုတို့ကလုံးဝစိတ်တဲ့ပိုင်းရအောင်လက်ဆောင်ပိုင်းရအောင်လုံးဝသိရမလားအကုန်လုံးရှင်းမယ်ဟွာသိရမလားအဲ့ F4 ရောက်လို့ရှိရင်လည်းတက်ရှင်းမယ်ဟွာတက်ရှင်းမယ်သိတယ်ဘယ်တင်းမှမကြောက်ဘူးအဲ့လိုမျိုးကိုပြင်းရှိတယ်ဗျာဒါပေမဲ့အဲ့ F4 ကျင်းပတဲ့အချိန်ရောက်လာတဲ့အချိန်မှာဓာတ်ထဲမှာသိရတော့ပြဿနာတက်ဖြစ်နေဒိတ်လေပြီးတော့ရှုံးသွားတယ်စပရင်းရှုံးပြီးတော့တိုင်ပေါက်သွားတာပေါ့အဲ့လိုမျိုးဖြစ်သွားတာပေါ့အဲ့အကောင်းဆုံးဆော့ခဲ့ပါကောင်းဆုံးဆော့ခဲ့ပါ တော့ဘူးဆိုတော့လုံးလုံးလေနော် ဟိုကတော့တော့ဆက်တော့ခက်ခဲရမှာပဲပေါ့နော် ခက်ခဲလာပြီးတော့ခက်တော့ခက်ခဲအာဂျူနဲ့တွေ့ပြီးပြောပါအာဂျူတို့တော့အာဂျူကိုရအနိုင်လို့တော့တော်တာရယ်နော်အာဂျူရှင်းရှင်းပဲအာဂျူဘာလို့လဲတော့စကွင်းပိုင်းမှာဆော့တဲ့အချိန်မှာလား အဲ့နဲ့ပဲကြောက်တာ ဘုန်းနေတယ်ပဲကြောက်တာ ဒီတော့ကြောက်တာဘုန်းနေ ဘုန်းနေတယ်ပဲကြောက်တာကျန်တဲ့တည်းကမလေးရှားဖိလစ်ပင်းတင်းနေမလေးရှားတင်းနေဖိလစ်ပင်းတင်းတော့မှအားရှိတဲ့တင်းလားဘယ်တင်းလဲဖိလစ်ပင်းမှာချန်ပီယံ ကြောက်ပါဦးဖိလစ်ပင်း တင်းလည်းမကြောက်ဦးနေတယ်ပဲကြောက်တာညမလေးရှားတင်းတော့ဘာလို့မသိဘူးတော့ကလေးတွေတော့ရိုက်တယ်ဝါပြီးမလေးရှားတင်းတွေဘယ်လိုရိုက်နေတာအဲ့အဲ့အာဂျူနဲ့တွေ့တဲ့အချိန်မှာဟိုတင်းနိုင်လည်းတက်တော့အဓိကအဲ့တုန်းကလည်းမိုက်တွေပါမိုက် error တွေပါမိုက် error တွေပါလည်းရှိပြီးတော့မှ game 1တွေပါလည်း play ရှုံးသွားအသားကြီးဗျာ game 1တစ်ပွဲလုံးအသားကြီးကမှ
ကိုပြောပါသူမှဘာမှမကြားကိုပြောသူမှဘာမှမကြားကြားပြောတယ်ဘာမှမကြားသူတို့ပြင်ခိုင်းတယ်သူတို့ကပြင်ပေးဘူးပြင်ပေးဘူးအဲ့တော့ဒီဘောကြီးတိုင်းချော့သွားတယ် တပွဲဆိုနေတာပေါ့နော်ဂိမ်းဝဲတပွဲလုံးအဲ့တပွဲလုံးလုံးဝမိုင်းမကြားမနေဒီတိုင်းဆို တိုင်းပါလို့ချော့ပါတယ်ဒါပေမဲ့ပြောပါနဲ့ချော့ပါတာသူတို့ရဲ့ဘူးမဲ့ဘယ်လိုလုပ်ဘယ်လိုဖြစ်တယ်ဆိုတော့ပုံမှန်တင်သားတော့ရတာပေါ့ဗျာသိလားဒီ player နဲ့ပဲချော့လာသူဘယ်ချိန်ပါလုပ်မယ်မသိနေတော့ဒီတိုင်းပဲချော့သွားနေတယ်ဘယ်လိုမျိုးဖြုံးသွားပေါ့ အဲ့ပွဲမှာ game fight ကိုရောက်ခဲ့တယ်နော် ဂိမ်းမဲလေးရောက်သွား ကရန်ဂျာ ဒီမဲရောက်ခဲ့တယ်ဒီမဲတော့ရှင်းခဲ့ဟိုကွက်တယ်ပါဘယ်သူဖာဆန်တယ်ဟာကြည့်ဘယ်သူပြစ်နေတယ်တက်တည်သွားတယ်ကွက်လေးတယ် တော့စကားကြီးပြောနေဒီF4 ကြောင်းကိုပြန်အောင်သွားတော့ဒီ AS ကြောင်းကိုပြန် focus လိုက်ရအောင် 55ဆက်ကြောင်း50ဆက်ကြောင်းလေးတော့ လာကြမှာနေအောင်လုံး ကျွန်တော်တော့မလာဘူးဟိုဟာ OVM stream တော့ရှိမယ်အဲ့တော့အားပေးလို့ရ ဒါအားကြုံကြပါဦးကိုက လာဘူးတော့မရှိတော့ပေါ့ ဒီလို stream တွေရ ဒီစင်းလို့ရတယ် ဘယ်လိုတော့ရှိ ကဲအဲ့ဆိုရင်ကျွန်တော်ဒီ15 16မှာလုံးမယ် Fortune Plaza မှာကျွန်တော်အဲ့ဒီမှာရှိမယ်ကျွန်တော်ဟိုအကုန်တူအဲ့ဒီကြရင်ပွဲတူကြည့်ပြီးတော့အားပေးလိုက်ကြအောင်ကျွန်တော်ဒီဘယ်တင်းတော့ပေါ့နော်ကျွန်တော်အကုန်ရေခုံစာနဲ့ AS ကိုစောင့်ကြည့်လိုက်ရအောင်ကျွန်တော်ဒီ S7 pocket လေးရောဒီနေ့ရော episode 1တော့ဒီမှာရင်ပြီးပါပြီနောက်လာမယ့် episode တွေမှာဒီလိုမျိုးပေါင်းမနဲ့တူတရားတွေနဲ့ streamer တွေနဲ့ထပ်တွေ့ကြမှာသေးတယ်အားလုံးကိုနှုတ်ဆက်ပါတယ် Bye.